စီရသွားသူကျိုးဆွေရကရငူဆိုရင်လေငူဤဆိုရင်လေဘဝချီမလွေတဲ့ကကြည်တဲ့လေးနဲ့ချစ်မီရောလေဒီမမြင်ရဲ့ဖူးကွယ်သူ့အတွက်ဆိုနှလုံးသားကိုတရားတစ်စင်းလို့ခင်ပြေးရရဲ့အချင်းနာလက်ကန်းလို့သာကွယ်